Hello, Aswaki ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်မကတော့ဒီချယ်ဝေပါ။အခုကျွန်မတို့ဒီဗီဒီယိုလေးမှာဝေမျှပေးခြင်းတဲ့အကြောင်းအရာလေးကလူကြီးမိဘတွေမိမိဖေဖေအနေနဲ့ပေါ့နော်။ကလေးတွေကိုဆွဆုံးမတဲ့အခါမှာသူတစ်ပါးနဲ့နိုင်ရှင်ခိုင်းနိုင်ပြီးတော့ပြောဆိုတတ်ကြတယ်ပေါ့နော်။ကျွန်မတို့ကအဲ့ဒါလေးတွေကိုအတက်နိုင်ဆုံးရှောင်ရှားတတ်ပါတယ်။ဥပမာပြောရရင်ဆိုကျွန်မတို့ရဲ့ဒီလူမှုပတ်ဝန်းကျင်မှာဒီအလွှာပေါင်းစုံတမိုးဝန်းချောင်းပညာရပ်တွေကနေရာတိုင်းမှာလိုအပ်ပါတယ်။ဒါပေမဲ့ကျွန်မတို့ကကလေးတွေကိုစာပေမတက်မြောက်လို့ရှိရင်ဒီလိုအလုပ်တွေလုပ်ရမယ်လမ်းဘေးဈေးရောက်တာတွေအမိုက်ကောက်တာတွေစသဖြင့်နှိမ့်ကြတဲ့ဒီလိုမျိုးအသက်ဝင်းဝဲအကြောင်းပညာရပ်တွေလို့ကျွန်တော်တို့ကခိုင်းနှံပြီးတော့ပြောဆိုတတ်ကြပါတယ်ဟိုလူကြီးကိုကြည့်အောင်သူကတော့စာမတက်လို့ဒီလိုလုပ်နေရတယ်စသဖြင့်ပေါ့နော်ကျမတို့အနေနဲ့တခြားသူကိုပုတ်ခတ်ဝေဖန်ပြီးတော့ပြောဆိုတတ်ကြပါတယ်ပြီးတော့နောက်တစ်ခုကလေးအချင်းချင်းနဲ့ကျမတို့နှိုင်းရှင်ပြီးတော့မိဘများအနေနဲ့ကပြောဆိုတတ်ကြတယ်ပေါ့နော်သူကတော့အမှတ်ကောင်းတယ်အမှတ်ကောင်းရင်သူကတော့ဘယ်လိုတွေဖြစ်မယ်သသမီးတွေကတော့ဘယ်လိုမျိုးနှိမ့်ကြနေမယ်ဒါဆိုရင်တော့မချစ်တော့ဘူးစသဖြင့်ကျမတို့ကကလေးချင်းချင်းကိုလည်းဒီလိုမျိုးနှိုင်းရှင်ပြီးတော့ပြောတတ်ကြတယ်ပေါ့နော်အဲ့တော့ဖေဖေမေတို့အနေနဲ့ကကိုယ့်ရဲ့သသမီးတွေကိုပညာရေးမှာထူးချွန်ဖို့အတွက်တွန်းအားပေးတဲ့အခါမှာသူတို့ရဲ့ရည်မှန်းချက်နဲ့စာနာနဲ့ကန့်ညီရာလေးတွေကိုအပြုသဘောဆောင်ပြီးတော့ပြောပြပေးတတ်ပါတယ်တစ်ဖက်သားကိုနှိမ့်ချပြောဆိုတဲ့အပြုမျိုးတွေကိုရှောင်ရှားတတ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမယ်နော်